Hello မင်္ဂလာပါကျွန်တော်ကတော့ White DB ဖြစ်ပါတယ်ကျွန်တော်တို့ခုကိုလမ်ဘီနာနဲ့ဇီဘက်ရဲ့ကျွန်တော်တို့ gameplay league လေးထွက်လာပြီပေါ့နော်အားလေးကိုကျွန်တော်လည်းတူတစ်ချက်လိုက်ကြည့်လိုက်ရအောင် Let's go guys လေးပေါ်မှာပဲနော်ငှက်လေးနဲ့ဗျာငှက်လေးနဲ့ဗျာဟောပြန်သွားတယ်လေးပေါ်မှာလာချမ်းလေးစီ sweet တော်တော်မိုက်တယ်နော် animation ကတော့တော်တော်မိုက်တဲ့ animation တော့ကြာတယ် let's go ကောင်းလေးရလာသူရဲ့ pack လေးနေပါနော်ကဲဆက်ကြည့်လိုက်အောင်ဘေးစင်းတက်အရေးလာမယ်ထင်တာပဲဒါကတော့ကိုလမ်ဘီနာပေါ့နော်မြေကြီးနဲ့တော့မတည်ဘူးနော် so nice ကြိုက်တာအန်ဂိမ်းမှာကြောင်းလာလို့မျိုးကြိုက်တာညောင်မင်းပြေးရင်ပုံမိုက်တော့ချာ attack new attack normal attack ပြောင်းဆောက်ရမ်းလာစကလေးကြောဝမလေးတင်ပါပေးတာဒါ e-ski ပေါ့လာချမ်းလေးထွက်လာအာကွန်နေအကုန်လုံးကဒီကောင်လေးရဲ့ element e-ski ကလာလိုက်တာတောင်မင်းထွက်လာတော့ဟုတ်လားတောင်မင်းနဲ့တော့မရှုံနဲ့မျက်လုံးပွင့်တော့မျက်လုံးပွင့်တော့ရောင်မင်း press damage တော့ရင်ပွင့်တော့ဒါကတော့ super ဖြစ်ပါတယ် super လား super လားတည်နည်းနည်းခေါ်ခတ်တယ်နာမည်ကျွန်တော်လည်းစင်ပြေလို့ခေါ်လိုက်တော့ဒီတော့ Geo ဖြစ်ဖို့များတယ်ပြုတ်မှာဒါကိုလမ်ဘီနာနဲ့ patch 2မှာလာမယ် 5 star ပေါ့နော်ဒီလိုထွက်လာမှာပဲဒီကောင်လေးရဲ့ skill ရဘာတွေ buff လဲဆိုတော့သိရမှာပေါ့နော်ဒါကတော့ခု league ထွက်လာတဲ့ gameplay ပဲဖြစ်ပါတယ်ချက်ကြည့်လိုက်ပါဦးဘယ်လောက်လာလဲဆိုတော့ကျွန်တော် Genshin Impact ဘယ်လောက် game character တွေဘယ်လောက်လာလဲဆိုတော့ချက်ကြည့်လိုက်မင်းတန်နေနော်လမ်းလျှောက်တာနဲ့တန်နေဘူးပြီးပြတန်နေဘူးယူတင်တယ်ငါတော့ကုန်ပြီမှာမတားနဲ့ငါကုန်ပြီမှာငါမတားနဲ့ကွာဆောင်းရမ်းလာတယ်ဟာလေးပေါ်မှာကြီးပဲเนาะနှစ်ယောက်လုံးရမယ်ဆောက်ရမ်းလာတယ် easy attack ဟုတ်တယ်မင်းဓာသိန်းအောင်လို့เนาะလိုလာဓာသိန်းတာတလုံးရောက်တာပဲနော်တီးတုံးနေ animation တွေရောရောက် why ရွှေဒီစစ်တက်ကိုပတ်လာလား
basic တက်ကို buff တာဖြစ်ဖို့များလောက်တယ်ဘာလို့လဲဆိုတော့ ESK သုံးပြီးတော့ဒါအရောင် geo effect ထသွားလေအဲဒါ basic တက်ကို buff ဖို့များတယ်အိုးပြောင်းရေးမင်းအလားကြီး animation ရပြောင်း animation ရတော့အလားကြီးနော်မင်းအားရဒါကနေဆက်လုံးလေးပြောင်းတော့ okay အသေးထွက်လာမှာပဲကဲအားလုံးပဲ thank you ပါကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးကျွန်တော်နောက်လာမယ့် link တွေကိုလည်းတင်ပေးသွားမှာမလို့ Genshin Impact Character နဲ့ပတ်သက်တဲ့ link တွေကိုလည်းတင်ပေးသွားမှာမလို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါဦး thank you see you guys peace